ဒီပေါ်နိုင်ငံကပိလပြည်ရှင်ဘုရင်သောရဏမင်းတရားရဲ့ဘေရောမာယာခြာတိုက်ခန်းဝမ်းမှာတန်တေတည်တော်မူခဲ့ပါတယ်ဝါဆိုလပြည့်နေ့ဖြစ်တယ်တတ်တော်29နှစ်အရွယ်မြောက်ရောက်လာတဲ့အခါကျတော့ရမတုပသုရမလို့ခေါ်တဲ့ဇကြမင်းစည်းစိမ်နဲ့တူတဲ့မင်းစည်းစိမ်တို့ကိုစွန့်ခွာအလားတကာထိတ်တဲ့အရင်တကာတို့ရဲ့ထိတ်ဘူးလာကောင်းမှုဖြစ်ပါတယ်ယသောရယအမှုပြုပါသောမမမိတ်တန်ချမ်းသင်ပင်တို့ကိုစွန့်ခွာတော်မူပြီးတော့တောထွက်တော်မူခဲ့ပါတယ်အဲ့ဒီတောထွက်တော်မူတာလဲဝါဆိုလပြည့်နေ့ဖြစ်ပါတယ်တတ်တော်29နှစ်ဝါဆိုလပြည့်နေ့တောထွက်ပြီးတော့ဒုက္ခရစရိယလိုင်ကောင်းမှာ6နှစ်ကျင့်တော်မူပြီးလို့တတ်တော်35နှစ်ပြည့်တဲ့ကစုံလပြည့်နေ့ညနေကြအချိန်မှာဘုရားတိုင်းခြေကအာထုတ်တော်မူတဲ့စိတ်ကိုနာတိပြာမှာထားပြီးတော့ဝင်လေသိထွက်လေသိဆိုတဲ့အာနာပါနကမ္မထာကိုရှုမှတ်သရုတ်ထာဇံသမာဓိအဘိညာဉ်တွေရရှိပြီးတော့အကောင်ပြောတဲ့အခါမှာတော့အဝိဇ္ဇာသင်္ခါရဝိညာဏယုတ်သလာယရဏဘတ္တဝရဏတဏဥပါဒံဘောဝဇာတိဇရာမရဏစတဲ့ပရိစ္ဆာသမုပ္ပါဆက်ယဟအချင်းချုပ်အပြင်ယုတ်နံနှစ်ပါးခန္ဓာ၅ပါးတို့ကိုအနေစာဒုက္ခအနတ္တရှုတော်မူလိုက်တော့ဗုဒ္ဓအဖြစ်ကိုရောက်တော်မူခဲ့ပါတယ်ဗုဒ္ဓအဖြစ်ကိုရောက်ပြီးတော့ကစုံလပြည့်နေ့ဗုဒ္ဓနေ့ကနေဝါဆိုလပြည့်နေ့ဆိုတော့ရက်ပေါင်း50ကျော်လောက်ကြာတဲ့အခါမှာတော့သာမတိမြမမင်းကြီးရဲ့တောင်းပန်မှုကြောင့်၎င်းမိမိကိုယ်တိုင်ကလည်းပဲလူနာမြမသတ္တဝါတို့ကိုမဟာကရုဏာသနာတော်မူတဲ့အတွက်ကြောင့်၎င်းယနေ့ဝါဆိုလပြည့်နေ့ညနေချမ်းအချိန်မှာပါရဏသီပြည်မိဂရာဟုံတော်မှာအမှန်တရားဖြစ်ပါတဲ့သစ္စာလေးပါးကိုဟောကြားတော်မူခဲ့ပါတယ်ဒါလည်းပဲဝါဆိုလပြည့်ဆိုတော့ဆိုလိုက်ရအောင်